မင်္ဂလာပါကမ္ဘာရွှေစည်းကနေမြန်မာရွှေစည်းတင်လေးကိုမျှဝေပြမှာဖြစ်ပါတယ်ရှင်မြန်မာရွှေစည်းကိုသိချင်ရင်တော့ကမ္ဘာရွှေစည်းနဲ့ဒေါ်လာစည်းနဲ့ကိုမျှပြီးတော့စနစ်ဟောင်းမှာဆိုရင် 1.875 နဲ့စားပြမှာဖြစ်ပါတယ်ရှင်စနစ်သစ်မှာဆိုရင်တော့ကမ္ဘာရွှေစည်းနဲ့ဒေါ်လာစည်းနဲ့မျှပြီးတော့ 1.905 နဲ့စားပြမှာဖြစ်ပါတယ်ရှင်ဥပမာပြောရမယ်ဆိုရင်တော့ကမ္ဘာရွှေစည်းက$4,405ရှိတယ်ဒေါ်လာစည်းကတော့$4,320ရှိတယ်ဆိုရင်မြန်မာရွှေစည်းသိချင်တယ်ဆိုရင်တော့$4,405အမြောက်$4,320ကိုစနစ်ဟောင်းမှာဆိုရင်တော့1.875နဲ့စားပြမှာဖြစ်ပါတယ်ရှင်ဒါဆိုရင်တွက်ကြည့်လိုက်ရအောင်နော်မြန်မာရွှေစည်းဘယ်လောက်ရမလဲဆိုတာကိုမြန်မာရွှေစည်းက$4,405အမြောက်ဒေါ်လာစည်းက$4,320အစား1.875ဆိုရင်တော့မြန်မာရွှေစည်းက100သိန်းနဲ့4,900ဝန်းကျင်ရမှာပဲဖြစ်ပါတယ်ရှင်ဒီနေရာမှာကမ္ဘာရွှေစည်းနဲ့ဒေါ်လာစည်းကိုဘယ်ကနေသိရမလဲဆိုရင်တော့ MNB မြန်မာ market price ကနေလည်းကြည့်လို့ရတယ်လို့ Google ကနေလည်း Go price ဆိုပြီးတော့ရှာကြည့်လို့ရပါတယ်ရွှေတွက်နည်းလေးနဲ့ပတ်သက်ပြီးတခြားသိချင်တာလေးရှိရင်လည်း comment မှာရေးခဲ့ပေးပါဦးနော်